အခုဆိုရင်တော့ကျွန်တော် cocktail competition 2025ဝင်တာညီမလေးစီကိုရောက်နေရပဲဖြစ်ပါတယ်ညီမလေးမင်္ဂလာပါဆိုတော့ဒီနေ့မှာကျွန်တော်ဒီညီမလေးပြိုင်ပွဲဝင်ခဲ့တယ်ကျွန်တော် ground competition မှာပြိုင်ခဲ့တဲ့ဟာရောဝင်တာဖြစ်တဲ့ cocktail လေးကိုရောဒီဖြော်ဆက်ပုံလေးတွေနောက်ပြီး blue taste လေးတွေရှိတယ်ဆိုတာလေးတွေရယ်နောက်ပြီးတော့ဒီ cocktail လေးတွေနောက်က story လေးတွေကိုလာပြီးတော့မြင်ပြီးတော့ပြည်သက်ကြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ညီမလေးပထမဆုံးညီမလေးအနေနဲ့ပြည်သက်ကြီးကိုတစ်ချက်တော့ပြန်ပြီးမိတ်ဆက်ပေးပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထက်ဝီကြီးပါဒါပေမဲ့အများစုအလုပ်ထဲမှာတော့ joy လို့ပဲခေါ်ရတယ်ဗျကျွန်တော်လက်ရှိဒီ Rangoon Tea House ရဲ့အပေါ်ထက်က Therapy Room ဘားမှာဘားတန်တာအနေနဲ့လုပ်နေပါတယ်ဗျဆိုတော့ညီမလေးဒီ ground competition မှာဝင်ခဲ့တဲ့cocktail နာမည်လေးရယ်သူ့ရဲ့ story လေးရယ်ဆိုတော့ဖြော်ဆက်ပုံလေးရယ်ချက်တော့ပြည်သက်လေးကိုမိတ်ဆက်ပေးပါဟုတ်ပထမဆုံး ground competition အတွက်ဟို fountain နဲ့အချိန်မှာစပြီးစဉ်းစားမိတာဘာလုပ်မလဲပေါ့နော်ဘာလုပ်မလဲဟိုအချိန်ကြီးအများကြီးရခဲ့တယ်ကျွန်တော်တို့ပြိုင်ပွဲတစ်ချောင်းလုံးဖြော်ခဲ့တဲ့အထဲမှာဒီ ground competition ကိုဖြော်ခဲ့ရတဲ့ဟိုအားအရဆုံးပဲဘာလို့ဆို idea အများကြီးရှိရယ်ပြင်ဆင်ချိန်အများကြီးရှိရယ်နောက်ပြီးတော့ဟို unlimited ပဲဘာဆိုဘာစီးတွေပေါင်းနေမရှိဘူး no limit ဖြော်ခိုင်းတဲ့ဟာဆိုတော့တရားစဉ်းစားတယ်အချိန်ယူတယ်ပြီးတော့မှအကြိုက်ဆုံးတစ်ခုဆိုပြီးတော့ဒီလိုမျိုးဆွဲထုတ်လိုက်တဲ့ထဲကဘာလဲဆိုတော့နာမည်ကတော့ delight tea ပေါ့နော်ရည်ရွယ်ချက်ကတော့ tea ဆိုတဲ့သဘောတရားကျွန်တော်တို့ဟိုအမြဲတမ်းစိတ်ကိုတက်တာစေတယ်စိတ်ညစ်နေတဲ့အခါမျိုးမှာဒီပူပူနွေးနွေးတီးအငွေလေးတွေလက်ဖက်လျှောက်တဲ့အနံ့လေးတွေရှူရတာမျိုးလေးတွေအရန်ကိုစိတ်တက်တာစေတယ်ဘာလို့တီးကိုစပြီးတော့စဉ်းစားမိလဲဆိုလို့ရှင်လဲကျွန်တော်အဖွားပေါ့ဟုတ်ကဲ့သူဆိုကျွန်တော်တို့မြန်မာပြည်မှာဘယ်သူမှဆိုရင်းနှီးချမ်းတောက်တာကိုကြိုက်ကြတယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကျွန်တော်စဉ်းစားမိတာအော်ဖွားဖွားအိမ်မှာအမြဲတမ်းတောက်နေရင်းနှီးချမ်းရှိတယ်โอเคတစ်ချက်ပေါ့နော်စဉ်းစားမိပြီရင်းနှီးချမ်းကြီးပဲဘာလုပ်မလဲနောက်ထပ်ဘာတွေလုပ်လို့ရအောင်လဲပေါ့နော်တချို့ဆိုရင်နှွေးချမ်းဆိုဟန်နီတို့လီမွန်တို့နဲ့ရောကြတာမျိုးရှိလိမ့်မယ်ဟုတ်ကဲ့ဟုတ်အရင်ရိုးရှင်းတယ်အရင်ရိုးရှင်းတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နှွေးချမ်းနဲ့ပတ်သက်တဲ့ဟာတွေနည်းနည်း research လုပ်တယ်တချို့အာဖရိကဘက်မှာဆိုမာလကာရွက်တွေကိုရှည်ပြီးတော့လက်ဖက်လျှောက်ပုံစံလုပ်ပြီးတော့ဂွာဘာတီးပေါ့အဲ့လိုမျိုးလုပ်ကြတယ်ဒါပေမဲ့ကျွန်တော်ကကြတော့စဉ်းစားမိလိုက်တော့အဲ့လိုမျိုးမာလကာရွက်ကိုဟိုအချောက်လန်းတာပါညာနဲ့အချိန်တွေထက်ယူနေရအောင်မယ်မာလကာတီးပေါ့ကျွန်တော်စဉ်းစားလိုက်တယ်တကယ်လက်ဖက်6အစ်စ်နဲ့မာလကာတီးနဲ့ကိုရောပြီးတော့ဂွာဘာတီးပုံစံလုပ်ခဲ့ရအဲ့လိုမျိုး idea ပေါ့ဂွာဘာတီးကလည်းငါတို့ဘာလို့ဂွာဘာတီးလဲဆိုပြောခဲ့လို့ပဲကျွန်တော်အတီးထဲမှာအကြိုက်ဆုံးပဲအနံ့လေးကလည်းအကြိုက်ဆုံးပဲအနံ့လေးကလည်းလုံးဝရှစ်စရာကောင်းတယ်မှုေးတယ်နောက်ပြီးငယ်တုန်းကကျွန်တော်တို့စားခဲ့ရတဲ့အတီးလိုမျိုးလေးလိုချင်တာလုံးလုံးတစ်သေးလေးတွေအဲ့လိုမျိုးလေးတွေအပင်ပေါ်တက်ပြီးဟိုခူးလိုက်ဒီခူးလိုက်နဲ့စားခဲ့တဲ့အတီးလေးတွေပေါ့ဒါပေမဲ့ဒီရန်ကုန်မှာကျတော့လိုက်ချာရရင်ဟိုသူများပင်တွေမှာလိုက်ခူးမှာပဲရတော့မှာဆိုတော့အနီးဆက်ဆုံးဒီမာလကာတီးအကျွတ်တီးတွေကိုကျွန်တော်အလုံးတွေဝယ်ပြီးတော့အရေးကြိတ်တယ်အရေးကြိတ်ပြီးတော့မှဟိုအရေးကြိတ်လိုက်တော့အရေးကအစိမ်းနုနုရောင်အနောက်ကလေးဖြစ်သွားတယ်ဒါအဲ့ဒါကြတော့ကျွန်တော်တီးပုံစံလိုချင်တာဆိုတီးရလုံးဝကြည်လင်ပြီး clear ဖြစ်နေရမယ့်ပုံစံမျိုးရှိတယ်အဲ့တော့အဲ့ဒါတော့ဒီလိုမျိုးပေါ့နောက်ဆုံးတော့ကျွန်တော်အဲ့ဒါကိုဟောဒါကွာပါဟုတ်ကဲ့ဟုတ်နောက်ဆုံးကျွန်တော်အဲ့ဒီမာလကာတီးကိုအရေးကြိတ်တယ်အရေးကြိတ်ပြီးတော့နောက်ဆုံးဘယ်လိုမျိုးလုပ်ခဲ့လဲဆိုတော့အယောင်လေးကနောက်တယ်အဲ့အတွက်ကျွန်တော်တခါ clarify ပြန်လုပ်ခဲ့တယ် clarify လုပ်တဲ့နေရာမှာလဲဘယ်လိုပြောလဲ allergy warning တော့ရှိတယ်ကျွန်တော် clarify လုပ်တဲ့နေရာမှာကျွန်တော်နွားနို့သုံးရတယ်ဟုတ်ကဲ့နွားနို့နဲ့ဒီကွာဘာရဲ့အရသာလေးပို့ပြီးတော့အသက်ဝင်လာအောင်လို့စွရန်စာဝါနင်းနင်းနဲ့အဲ့လိုမျိုးလုပ်ရရဲဆိုတော့နွားနို့နဲ့တမ်ပတဲ့လူနဲ့ဆိုလို့ရှိရင်တော့ဒါ allergy warning တစ်ခုတော့ရှိတယ်ဗျဟုတ်ကဲ့အဲ့တော့ဒါပထမဆုံးတစ်ခုရဲ့ဒါပထမဆုံးတီးရဲ့လက်ဖက်နဲ့ခွာပါရဲ့ idea နောက်ထပ်ဘာလို့ဒီအားကြတော့ကျွန်တော်ဒါမြန်မာပြည်မှာပဲထွက်တယ်ကျွန်တော်တို့ဝူးလုံတီးရှိတယ်ဝူးလုံတီးတာမိုးငင်းဟုတ်တာမိုးငင်းကိုကြားတယ်ဟုတ်တာမိုးငင်းဝူးလုံတီးကိုနာမည်ကြီးပဲအဲ့တော့ကျွန်တော်ပထမဆုံးစမ်းကြည့်တယ်တချို့တစ်စိတ်တွေနဲ့ပေါ့နော်အဆင်မပြေခဲ့ဘူးဒါပေမဲ့နောက်ဆုံးမှာတော့ဒီတာမိုးငင်းဝူးလုံရဲ့တီးနဲ့ကျွန်တော်နောက်ဆုံးဒီလိုမျိုးအဆင်ပြေခဲ့ဒီမှာကြဘာလို့လဲဆိုတော့ကျွန်တော်အဝါရောင်နည်းနည်းဟုတ်တယ်တောင်တန်းတယ်နော်လက်ဖက်6ရဲ့အရေးကိုပေါ့နော်လက်ဖက်6ကိုစိန်လိုက်တယ်နှက်လိုက်တယ်ကျွန်တော်တို့အိမ်မှာတောက်လိုမျိုးပဲရင်သွေးနဲ့အဖက်ကြောင်အောင်နှက်လိုက်တယ်နှက်လိုက်ပြီးမှခါတဲ့အရေးပေါ့တက်တဲ့အရေးရင်သွေးချမ်းရလာတယ်အဲ့ဒီရင်သွေးချမ်းအောင်တစ်ခါထပ်ပြီးတော့ဘန်နာအစိလို့ခေါ်မလားဘာဒန်စိလို့ခေါ်မလားလို့ပြောတယ်အမွန်လို့ခေါ်တယ်ကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့အမွန်နဲ့အဲ့ဒါကိုအမွန်ရဲ့ဒီတဲ့အစီလေးတွေထွက်လာအောင်အမွန်ထောင်းပြီးတော့တစ်ခါအဲ့ဒီရလာရင်သွေးချမ်းအရေးကိုပြန်ထည့်ပြီးတော့မှဒါတခြားဒါရှူဂါနည်းနည်းလီမွန်နည်းနည်းပြန်ပြီးတော့ဒီရင်သွေးချမ်းရဲ့အရေးကိုကြာအောင်လို့ပြန်ပြီးတော့ reduction ပြန်ချက်တယ်နောက်ဆုံးတော့အဓိက ingredient နှစ်ခုကတော့သူနဲ့သူပဲရှိမယ်ဗျပထမဟိုအရန်ရိုးရှင်းတယ် simple ဖြစ်တယ်လူတိုင်းတောက်နိုင်တယ်ဟုတ်ကဲ့ဟုတ်တီးရတာဟိုမှာဟိုတီးကြီးပဲထွက်နေရမှာမဟုတ်ဘူးね fruity ဖြစ်တဲ့အရသာလေးပါမယ် nutty ဖြစ်တဲ့အရသာလေးပါမယ်အဲ့ဒါဟိုမှာချိုးချင်းလေးနဲ့ဟို
ချစ်စရာလေးပေါ့ဗျာအကုန်လုံးကျွန်တော်ဝင်လာပြီးအမှစပြီးပြင်နေရဟို presentation ကစမိန်းကလေးလောက်တော့ချစ်စရာကောင်းမှာပေါ့ခက်ကလေးကလည်း PC လေးကျွန်တော်တီးပေါ့လေးနဲ့အဲ့လိုမျိုးယူတာအော်ချစ်စရာလေးပါလားဆိုတာကတော့ပထမဦးဆုံးအချိန်ပေါ်မတက်ခင်တည်းကနောက်က preparation area မှာတည်းကဆရာကြီးကလည်းဟိုလူတွေကလည်းပြောတယ်ဘိန်းနာစီနီယာတွေကဘာလေးလဲပေါ့ဟိုကသူလောက်တာတေးသေးလေးချစ်စရာလေးပေါ့အဲ့လိုမျိုးနဲ့ပထမဆုံးမှာတည်းကဒီကလေးတော်တော်လေး feedback လည်းကောင်းကောင်းရခဲ့တယ်ဟုတ်ဆိုတော့အဲ့ဒါဆိုတော့အခုဒါ ingredient လေးကိုဒါရှင်းပြတယ်ဒါ behind the story လည်းပြောပြပေးပါပြီဆိုတော့ကျွန်တော်လက်တွေ့လေးစပြီးဖြော်လိုက်ကြမယ်ဟုတ်ကဲ့တော်တော်လေးကိုစိတ်ဝင်စားနေလာပြီဆိုတော့ဟုတ်ကဲ့စလိုက်ကြမယ်နော်အဲ့ဒါဟုတ်ကဲ့ပထမဦးဆုံးကျွန်တော်ဖန်တီးခဲ့ရလေးက low ABV ပေါ့နော် low ABV ဆိုတော့ကျွန်တော် alcohol% အရင်နေတယ်လူတိုင်းတစ်ခွက်ပြီးတစ်ခွက်တောက်ရှင်အောင်လို့အဲ့လိုမျိုးဖြစ်တဲ့စိတ်ကိုဖြစ်ပေါ်လာအောင်လို့ဖန်တီးပေးရတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်အကြိုက်ဆုံးကဂျင်ပေါ့နော် ingredient တွေထဲမှာဒီ spirit တွေထဲမှာအကောင်းဆုံးကဂျင်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ကျွန်တော်ပြိုင်ပွဲတစ်ခုလုံးမှာလည်းကျွန်တော်ဂျင်ပဲသုံးခဲ့တယ် percentage alcohol percentage ဘယ်လောက်ရှိလဲဒါလေးက alcohol% 42%ဟုတ်ကဲ့ဟုတ်နည်းနည်းလေးတော့ strong နေတယ်တော့ပါတော့ဗောနော်ဟုတ်တယ်နောက်တစ်ခုကကြတော့ဒါ clarifying guava juice ကျွန်တော်ပြောထားသလိုပဲမာလကာတီကိုအရေးကြိတ်ပြီးတော့ကျွန်တော်တို့အရေးနောက်ကြီးမလိုချင်တဲ့အတွက်ဒီ technique ဘိုင်းမှာ clarifying လုပ်ခဲ့တယ်ပေါ့နော် okayနောက်ထပ် ingredient ကကြတော့ဒါလေးကကျွန်တော်ခုနပြောရဲဝူးလုံကြီးနဲ့ကျွန်တော်တို့ almond နဲ့ပေါ့နော်သူ့ကိုကျွန်တော်20 ml လောက်ထည့်မယ်နောက်ထပ် ingredient တစ်ခုကသူ့မှာတော့ဒီ sweet vermouth လေးတစ်ခုပါတယ်အဲ့ဒါ Bianco ပါ martini သူ့ကိုလည်းကျွန်တော်ဒီကောင် martini လားဟုတ်တယ်ဗျmartini မှာသူကြတော့ vermouth အမျိုးအစားပေါ့နော်အဲ့တော့သူက10 ml လောက်ပါမယ်နောက်တစ်ခုကကြတော့ဒါလေးပေါ့ဒါကြတော့ကျွန်တော် citrus လို့လည်းခေါ်တယ် citrus လို့လည်းခေါ်ကြတယ်ကျွန်တော်အချင်အရသာတော့ပေါ့နော်ကျွန်တော်အဲ့ဒါကို5 ml အနေနဲ့1 teaspoon ထည့်မယ်ဗျအားလုံးကအကုန်လုံးကshaking တို့ဘာလို့သုံးနေကြတဲ့အချိန်မှာဘာလို့ stirring မဲ့သုံးငယ်လဲဆိုတော့အဓိကကျွန်တော်ပြိုင်ဝဲဆိုတော့အဓိကလိုမျိုးပေါ့နည်းနည်းလေး tricky ဖြစ်နေပေါ့နော်ဟုတ်ကဲ့သုံးတဲ့ method ကစားကျွန်တော်ဒါမျိုးလုံးဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားအဲ့လိုမျိုးကြီးအကုန်စဉ်းစားတယ်နောက်ဆုံးကျတော့ဒါကျွန်တော်နဲ့လိုက်တဲ့ဟာ stirring ပေါ့နော်လူကောင်းလည်းသေးတယ်အဲ့ဒါကိုလူကောင်းသေးသေးလေးနဲ့မဆင်းမမအကျန်းနဲ့ချိတ်ပြနေလို့အဆင်ပြေပါမလားပေါ့အဲ့လိုမျိုးကြီးနဲ့စဉ်းစားပြီးတော့ stirring method ကိုပဲရွေးခဲ့တယ်ဒီနှစ်ခုလုံးမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ time limit အတွက်လည်းသူတို့လောက်ထားတဲ့ဟာတွေနဲ့အများကြီးအဆင်ပြေသွားတယ်လို့ကျွန်တော်တို့ထင်တယ်method ရွေးချယ်မှုမှာကျွန်တော်ကိုယ့်ကိုတော့မှန်ခဲ့ရလို့ထင်တယ်ဟုတ်ကဲ့ okay so final day မှာလည်းဒါလက်မတင်လေးမိလိုက်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ချစ်စရာ like tea လေးပါ okay ဒါကိုကျွန်တော်တို့ရဲ့မြန်မာကာရှာတိုင်းပဲအိမ်ကိုဧည့်သည်လာရင်ဧည့်သည်ကိုရင်းနှီးငှက်တိုက်တဲ့ပုံစံမျိုးပဲ presentation ပြိုင်ပွဲမှာ presentation ကြတော့နှစ်ခွက်စာဆိုကျွန်တော်ရင်းနှီးဦးတီးပေါ့အကြီးလေးကိုသုံးပေးခဲ့တယ်ဒီနေ့ကတော့တီးပေါ့တေးသေးလေးနဲ့ okayရပါပြီ delight tea ပါဆိုတော့ကျွန်တော်အရင်ဦးဆုံးအနေနဲ့ appearance လေးအရင်ပြောပြပေးမယ်ပေါ့နော် appearance လေးကတော့တကယ်ကိုချစ်စရာလေးပဲเนาะဆိုတော့ delight tea ဆိုတဲ့အတိုင်းပဲဒီခွက်ကလေးကအစကျွန်တော်တို့ tea လေးဒီမှာအယောင်လေးကအစ tea လေးနဲ့ကြည့်လိုက်လို့ရှိရင်တော့simple ပဲဒါပေမဲ့ very attractive ပေါ့နော်အရင်ဆွဲဆောင်မှုရှိတယ်ထဲထဲရေခဲတုံးလေးတွေကအစ shape ကလေးတွေပေါ်ထားတယ်သူရဲ့အရေကဒီခွက်ကဒီဘေးကအနောက်ဖြစ်နေလို့ကျွန်တော်အယောင်ပြောရမယ်ဆိုရင်သူထဲထဲအယောင်ကပန်းစီရောင်လေးဒီပန်းလေးရဲ့အယောင်လေးတိုင်းပဲနည်းနည်းလေးဒီနည်းနည်းလေးသူ့အယောင်လေးပေါ့နည်းနည်းအရင်ကျွန်တော်လိုချင်တာဆက်စားကျွန်တော် transparency ဖြစ်မဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ ingredient တွေစဉ်းစားပြီးတော့တဲ့အခါမှာဒီအရာလေးအောင်နည်းနည်းလေးနောက်သွားတယ်နောက်သွားတော့Japanese style ပဲသွားလိုက်ကြတာပေါ့ကျွန်တော်တို့စီမှာလည်းဆိုင်မှာလည်း Japanese style တွေကအရင်များတော့ okay ကိုယ့်ရဲ့မူရင်းလည်းမပြအောင်လို့ပေါ့နော်
ဒါမျိုးသုံးလိုက်မယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုး drink ရဲ့အရောင်ကတော့အဲ့လိုမျိုးပြိုင်ပွဲမှာတွေကပြော transparency မဖြစ်တော့ဘာလဲဆိုတာအဲ့ဒါလေ secret ပေါ့ပြောရမယ် presentation appearance ဘိုင်းမှာလည်းဒါ unique ဖြစ်တယ်ပေါ့နော်ပုံမှန်ခွက်ကြီးတွေမဟုတ်ဘဲနဲ့ဒီခွက်ကလေးမှာဟိုကသူက creation လေးလုပ်ထားတယ်ဒီနောက်ဆုံးဒီကျွန်တော်တို့ဘယ်လိုပြောရမလဲ garnish ဘိုင်းမှာလည်းဒီ pan လေးတစ်ပွင့်နဲ့လာဆင်ထားပေါ့ဒါကတော့ appearance ဘိုင်းပေါ့နော်ဆိုတော့ကျွန်တော် appearance လေးကိုပြောပြီးသွားပြီဆိုတော့ကျွန်တော်လက်တွေ့မြည်ကြည့်တော့မယ်ပေါ့နော်ဆိုတော့ဒီမှာဆောင်းညီမလေးရှင်းပြခဲ့ရတဲ့ဒီ ingredient တွေရှင်းပြခဲ့ရတာကျွန်တော်တအားကိုစိတ်ဝင်စားနေရပါတော့အခုကျွန်တော်စပြီးတော့မြည်ကြည့်မယ်ကျွန်တော်အရင်ဆုံးဒီ pan လေးခဏဖယ်လိုက်မယ်ပေါ့နော် garnish လေးကိုခဏဖယ်လိုက်မယ်ဆိုတော့မြည်ကြည့်မယ်ဆိုတော့ကျွန်တော်ညီးကြည့်လိုက်တဲ့အချိန်မှာပထမဦးဆုံးဒီဇန်နာလေးကိုတိတ်လိုက်တဲ့အချိန်မှာအရင်ဆုံးရတာကတော့ကျွန်တော်အနံ့ကတော့ပထမဦးဆုံး first taste ကမလကာသီးအရတာကို cover အရတာကိုခံစားရတယ်ပြီးတော့တကယ်တမ်းဒီမျိုးချလိုက်တဲ့အခါမှာတောက်လိုက်တဲ့အချိန်မှာရလာတာတိတိတာရတာကတော့ဒီဇွန်နာတာမုန်းရဲ့လက်ဖက်ချောက်ရဲ့အရတာဖြစ်လိမ့်မယ်ဆိုတော့အရန်ကိုအနံ့လေးကတင်းပြီးတော့တကယ်ပြောရမယ်ဆိုရင်ရင်းနှွေးချမ်းအေးတစ်ခွက်ပေါ့နော်ရင်းနှွေးချမ်းအေးလေးတစ်ခွက်ကိုတောက်နေရသလိုပဲသူ့ရဲ့ taste ကနည်းနည်းလေးဖန်တဲ့ဘက်ကိုသွားတယ်ပြီးတော့ refreshing အရန်ဖြစ်တယ်ဒီကျွန်တော်ပါဇက်ထဲမှာရှာတဲ့ကိုထားပြီးဒီရေလေးတင်လိုက်တယ်ဆိုတာနဲ့လုံးဝ refresh ပေါ့နော်ဥမာလေးလေးနေကင်းမျိုးလေးမှာကျွန်တော်ဒီပမန်းလာတဲ့အချိန်မှာတောက်လိုက်မယ်ဆိုတာတကယ်ကို refreshing ဖြစ်စေမယ်လို့ခံစားချက်ကိုကျွန်တော်ရတယ်နောက်ပြီးတော့ကျွန်တော်တစ်ချက်လောက်ထပ်ပြီးတော့အရင်ကျွန်တော်တို့ alcoholic တွေအရင် strong ဖြစ်နေတဲ့ drink တစ်ခုလို့လည်းကျွန်တော်မခံစားရဘူး social အနေနဲ့ပဲတောက်ကိုယ်အနေနဲ့ဒါရတာကိုပဲ taste ကိုပဲဦးစားပေးပြီးတော့ပဲခံစားပြီးတော့ပဲတောက်တော်တော်လေးကိုကျွန်တော်ရတာပိုင်းကတော်တော်လေးကိုအဆင်ပြေတယ်နောက်ပြီးဖန်ဖန်လေးနေတယ်နောက်ပြီးတော့အရင်ကြီးလည်းမချို့ဘူးအရင်ကြီးလည်းချင်တဲ့ဘက်မပါဘူးဖန်ဖန်လေးပေါ့ကွာလက်ဖေးကြံလေးတစ်ခွက်ကိုတောက်သုံးနေရဆိုပဲကျွန်တော်လည်းခံစားရတယ်ဆိုတော့အခုကဒါကတော့ဒါ ground competition မှာပြိုင်ခဲ့တဲ့ the light tea ဆိုတဲ့နာမည်နဲ့လည်းတကယ်လိုက်ဖတ်ပါတယ်ဆိုတော့အရင်လည်းရတာလည်းရှိတယ်နောက်ပြီး appearance ပိုင်းလည်းတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ winning ဖြစ်ခဲ့တဲ့ cocktail လေးကိုဆက်ပြီးတော့သွားလိုက်ကြရအောင်ဟုတ်ကဲ့ပါ